때 저마로 노만한 상관을 하우시 말대로 때 요즘에 버전 빠져 이제 가나 폰에 장제냐 말이지.မျိုးသမီးတွေပေါ့နော်တီချာဖိနှိပ်ထားတဲ့အရာအကြမ်းဖက်နေတဲ့အရာတွေကိုကျွန်မပြောချင်တာကကျွန်တော်တို့အမျိုးသမီးတွေခုနဒီစောစောလုံးတွေလည်းပြောသွားကြပါတယ်အမျိုးသမီးတွေကအမွေစက္ကန့်ပိုင်ခွင့်မရှိဘူးကျွန်တော်တို့ထဲမှာလည်းအမျိုးသမီးတွေကအမွေစက္ကန့်ပိုင်ခွင့်မရှိဘူးဒီဘတွေကသားသမီးတွေအများကြီးမွေးထားတယ်တကယ်လို့အမျိုးသားအမျိုးသမီးအများကြီးမွေးထားတယ်ဒါပေမဲ့ခိုင်းတဲ့အခါမှာသမီးမိန်းကလေးတွေကိုပဲသူကညှဉ်းကန်ခိုင်းတယ်ဒါပေမဲ့အမွေစားအမွေခံတဲ့အခါမှာသားလေးတွေကိုပဲယောက်ျားလေးတွေကိုပဲသူတို့အမွေပေးတဲ့အရာမျိုးရှိတယ်ပေါ့နော်ဒါလည်းကျွန်တော်တို့သမီးမိန်းကလေးတွေကျွန်တော်တို့အမျိုးသမီးတွေပေါ်မှာတီချာဖိနှိပ်ထားတဲ့အရာစိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာပါပေါ့နော်ဒါတွေကဖိနှိပ်ခံရတဲ့အရာခွဲခြားဆက်ဆံခံရတဲ့အရာတွေဖြစ်တယ်ဒီနေ့ဒီနေရာမှာလာပြီးမှပါဝင်နေကြတဲ့ညီကိုမောင်မတွေပေါ့နော်အားလုံးကလည်းကျွန်တော်တို့အမျိုးသမီးတွေကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့အမျိုးသားတွေပါမကလူမှုတိုင်ဝမ်ကြီးတစ်ခုလုံးကကျွန်တော်တို့အမျိုးသမီးတွေရဲ့ဘဝမြင့်မားလာဖို့အတွက်အမျိုးသမီးတွေရဲ့စွမ်းရည်ကိုအတိမတ်ပြုပေးလာတဲ့အရာတွေအနေထားမှာအမျိုးသမီးတွေရဲ့တန်းတူရေးအမျိုးသမီးတွေရဲ့အခွင့်အရေးမြင့်မားလာဖို့ရတဲ့အတွက်ကျွန်တော်တို့အမျိုးသမီးတွေကိုယ်တိုင်ကလည်းအဲ့ဒါကိုလက်ခံကျင့်သုံးပြီးမှလက်တွေ့ပေါ့နော်လေ့လာပြီးမှကျွန်တော်တို့ကိုယ်တိုင်လည်းကျင့်သုံးဖို့လိုအပ်တယ်ဒီလူမှုတိုင်ဝမ်ကြီးတစ်ခုလုံးကလည်းအမျိုးသမီးတွေကိုအတိမတ်ပြုပြီးမှလေးစားပေးဖို့ရတဲ့အတွက်လည်းလိုအပ်တယ်ဒီလိုမျိုးရှိမှသာနေလေကျွန်တော်တို့အမျိုးသမီးတွေရဲ့အပေါ်မှာအကြမ်းဖက်မှုတွေကတကယ်လည်းပပျောက်ညွန်လဲလာနိုင်တယ်လို့ကျွန်တော်ညွန်လင့်နေယုံကြည်တယ်ကျွန်တော်တို့ဒီအချင်းကိုဒီဆိုဒီမှာကျွန်မဒီအချင်းရဲ့အသေးတွေလည်းနည်းနည်းပြောပြချင်တယ်ကျွန်တော်တို့မှုတိုင်းဝိုင်းတွေကကျွန်တော်တို့ရဲ့အမျိုးသားတွေကပေါ့အသုံးပြုလို့ရနေတဲ့အခါမှာအဲ့ဒီအမျိုးသမီးရဲ့ဘဝကိုသူတို့အသုံးချတယ်အသုံးပြုတယ်အဲ့ဒီအမျိုးသမီးရဲ့ဘဝပျက်စီးသွားပြီးသုံးလို့မရတော့တဲ့အချိန်မှာဆိုလို့ရှိရင်ဒီတိုင်းပြစ်ချလိုက်တယ်အဲ့လိုအနေချားမျိုးမှာကျွန်တော်တို့အမျိုးသမီးတွေကစိတ်ပြတ်ငါဘဝကြီးကဒီလိုဖြစ်သွားပြီပဲဆိုပြီးသူကရွက်သွေးနေတဲ့အချိန်ခါမျိုးမှာပေါ့နော်အဲ့လိုအချိန်ခါမျိုးမှာအမျိုးသားကချင်မျိုးချစ်လူငယ်အမျိုးသားတယောက်ကပဲဩနေ့ရဲ့ဘဝဒီလိုပြတ်သုံးတဲ့အနေချားမျိုးမှာကျွန်တော်လည်းပါနေမှာပါပေါ့ဒီကျွန်တော်တို့ရဲ့ခေတ်စနစ်မကောင်းလို့လည်းဖြစ်မှာပါဆိုတော့နေ့အားမမြင်နဲ့နေ့ရဲ့ဘဝအတွက်ကျွန်တော်ပြုတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့မျိုးချစ်စိတ်ဓာတ်မျိုးချစ်သွေးနဲ့ကျွန်တော်တို့ရဲ့ဘဝလှပတာယာသွားဖို့ငြင်းချမ်းဖို့အတွက်ပြန်ပြီးမှလှုပ်ဆောင်ပြီးဆောက်ရအောင်ပြန်လာပါဆိုတဲ့အရာအမျိုးသမီးပုံမှာအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေတယောက်ကိုအားပေးထားတဲ့သချင်းဖြစ်တယ်ပေါ့နော်